အေယာဝတီတိုင်းအတွင်းမှာရှိတဲ့လူကြီးများနဲ့ကျမတို့အေယာဝတီတိုင်းလက်ပွတ်တာမှာရှိတဲ့လူကြီးများကိုတင်ပြစရာလေးတစ်ခုရှိလို့ပါရှင်ကျမဒီဗီဒီယိုဖိုင်ကိုတင်ဖို့အကြိမ်ကြိမ်စဉ်းစားပါတယ်အကြိမ်ကြိမ်စဉ်းစားပြီးတော့မှဒီဗီဒီယိုဖိုင်လေးကိုတင်ပြခြင်းဖြစ်ပါတယ်ရှင်ကျမတို့အေယာဝတီတိုင်းလက်ပွတ်တာမြို့ပေါ်မှာရှိတဲ့အထက်ကနှင့်ကြောင်ကြီးပေါ့နော်ဒီအထက်ကနှင့်ကြောင်ကြီးမှာဆိုလို့ရှိရင်သူ့ရဲ့ main လမ်းပေါ့နော်သူ့ရဲ့ main လမ်းမှာဆိုလို့ရှိရင်လမ်းကတော်တော်လေးမကောင်းပါဘူးရှင်ဒီလမ်းလေးရဆိုလို့ရှိရင်ကျမတို့အခုနေဗီဒီယိုထဲမှာကြည့်တယ်ဆိုရင်လမ်းကကောင်းတယ်လို့ထင်တယ်နော်ဒါကကျမတို့ပြည်သူတွေတတ်နိုင်တာလေးနဲ့ကြောက်စကွဲတွေဝယ်ပြီးတော့ပုံထားတာပါကြောက်စကွဲတွေဝယ်ပြီးတော့ပုံထားတာပါလမ်းကတော်တော်ဆိုးပါတယ်ရှင်တော်တော်ဆိုးပါတယ်ပြီးတော့လေဒီအထက်ကနှင့်ကျောင်းရဲ့ main လမ်းဖြစ်တဲ့အတွက်ဒီဟာလေးကိုကူညီပေးစေခြင်းလို့တင်ပြခြင်းဖြစ်ပါတယ်ရှင်ကျမတို့ဒီလမ်းอ่ะဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေအများအပြားသွားတဲ့လမ်းဖြစ်တယ်ကျောင်းသားကျောင်းသူတွေအများအပြားသွားတဲ့လမ်းလည်းဖြစ်တယ်နောက်တစ်ခုကကြတော့ကျမတို့ဒီလမ်းကိုလည်းပေါ့နော်ခဏခဏလာတိုင်းပါတယ်ရှင်ခဏခဏလာတိုင်းနေတခါမှမလုပ်ဖြစ်တဲ့လမ်းပေါ့နော်တခါမှမလုပ်ဖြစ်ဘူးကျန်တဲ့လမ်းတွေဒါကောင်းသွားပါတယ်ကျမတို့ဒီလမ်းလေးကကြံခဲ့ပါတယ်ရှင်ကျမတို့ပြည်သူတွေအားနဲ့မတတ်နိုင်တာဖြစ်တဲ့အတွက်အေယာဝတီတိုင်းမှာရှိတဲ့ဝန်ကြီးတွေအေယာဝတီတိုင်းလက်ပွတ်တာမှာရှိတဲ့လူကြီးတွေကိုဒီဟာလေးကိုတင်ပြတာပါရှင်ကျမပြည်သူတယောက်အနေနဲ့တင်ပြတာပါဒီမှာဆိုလို့ရှိရင်ចောင်းသားចောင်းသူတွေဒီမှာသွားနေကြတယ်ပေါ့နော်ကျမအားတဲ့အချိန်လေးရိုက်တာဖြစ်တဲ့အတွက်ဒီမှာဆိုရင်ចောင်းသားចောင်းသူတွေအများကြီးပါပဲចောင်းသားចောင်းသူတွေမနေ့တစ်ချိန်ညနေတစ်ချိန်ပေါ့နော်သွားတဲ့လမ်းဖြစ်တဲ့အတွက်ဒီမိန်းလမ်းမကြီးကိုကြည့်ရှုပြီးတော့ကူညီပေးစေချင်ပါတယ်ရှင်ဒါကြောင့်မလို့ကျမပြည်သူတယောက်အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုတင်ပြခြင်းဖြစ်ပါတယ်ကျေးဇူးပြုပြီးတော့ပေါ့နော်ကျမရဲ့ဗီဒီယိုဖိုင်လေးကို like and share လေးလုပ်ပေးပါ